အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဗျเนาะကျွန်တော်ဒူရီကိုအောင် YouTube channel တွေလေးကနေပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်ကိုရီမရအားလုံးကိုနှွှေးထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျเนาะကျွန်တော်မိသားစုဝင်ကိုရီမရအားလုံးပဲကျွန်တော်ဒီမနေ့ဈေးလေးမှာတော့เนาะ3ညပတ်တီးလေးနဲ့ပဲเนาะရလိုက်တယ်ငွေထုတ်လိုက်ရတယ်ပတ်တီးလေးပဲအဆင်ပြေသွားတယ်ကျွန်တော်ကမှအားလုံးပဲအကွက်တော့မပါပါဘူးเนาะကျွန်တော်ကမှအားလုံးကဒီမနေ့ဈေးမှာပတ်တီးလေးနဲ့ပဲကျင်းနေလိုက်ရတယ်ကျွန်တော်ဒီညနေဈေးမှာလုံးဝကိုတကွက်ကောင်းတဲ့ကိုเนาะငွေထုတ်နိုင်အောင်လို့ကျွန်တော်ကောင်းဘက်ကနေအကောင်းဆုံးထပ်ပြီးတော့စူးစမ်းပေးထားတယ်အဲဒါကြောင့်ကျွန်တော်ကမှအားလုံးပဲကျွန်တော်ဗီဒီယိုပိုင်းလေးကိုအစားအဆုံးလေးလိုက်ပါကြည့်ရှုပေးမယ်เนาะကဲကမှအားလုံးပဲကျွန်တော်ရဲ့ဒီဗီဒီယိုပိုင်းလေးကိုစာပြီးကြည့်ပေးဆိုရနဲ့စိတ်ချမ်းသာခြင်းပေါင်းကိုယ်ကျမ်းမာခြင်းပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လုံဆန္ဒတွေတလုံးတို့ပါရရှိနိုင်ကြပါစေလုံးလုံးမြတ်ကဏ္ဍများလူငန်းကဏ္ဍတွေလည်းဒီတမကအစဉ်ပြေတိုးတက်နိုင်ကြပါစေတော့ထိုးသမျှကဏ္ဍလေးဒီလည်းပေါသေးပေါက်ကွက်လေးဖြစ်ကြပါစေလို့เนาะကျွန်တော်ပုံအောင်နေပြီးတော့ဥစွာပထမစုံမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျကဲကမှအားလုံးပဲเนาะကျွန်တော်ဒီမနေ့ဈေးမှာတော့လုံးဝကိုเนาะပတ်တီးနဲ့ပဲကျွန်တော်ကမှအားလုံးပဲငွေထုတ်လိုက်ရတယ်ပတ်တီးလေးနဲ့ပဲကျင်းနေလိုက်ရတယ်เนาะ30ရက်9လ2026เนาะကြာတာပလေးနေ့မနေ့ဈေးမှာတော့ကျွန်တော်ကမှအားလုံးပဲပတ်တီးနဲ့ပဲရလိုက်တယ်เนาะတော့ဒီညနေဈေးမှာเนาะဒီညနေဈေးမှာကြာတာပလေးနေ့ညနေ4:30ဈေးမှာလုံးဝကိုတကွက်ကောင်းနဲ့ရှယ်ငွေထုတ်နိုင်အောင်လို့ကျွန်တော်ကောင်းဘက်ကနေအကောင်းဆုံးကြိုးစားပေးထားတယ်အဲဒါကြောင့်ကျွန်တော်ကမှအားလုံးပဲဒီညနေဈေးတော့ကဏ္ဍလေးမပြောခင်မှာเนาะကျွန်တော်ရဲ့ channel လေးကို subscribe မနေရသေးတဲ့ကိုမတွေ subscribe လေးတယောက်ချက်နှိပ်ပြီးတော့ကြည့်မယ်เนาะကျွန်တော်ကိုအခုမှမြင်လို့တွေ့လို့เนาะအားပေးမဲ့ကိုမတွေเนาะကျွန်တော်ဗီဒီယိုဖိုင်လေးတင်တိုင်းမှာကဏ္ဍလေးတင်တိုင်းမှာအများနဲ့ပုံမှန်เนาะမြင်ရတွေ့ရအောင်လို့ channel လေးကိုတော့ subscribe လေးမဖြစ်မနေနှိပ်ပေးထားမယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကို like လက်မလေးနှိပ်ပြီးတော့ကြည့်မယ်เนาะအများများပေါက်အောင်ကိုပေါက်တယ်လို့သူများလဲပေါက်နိုင်အောင်လို့ကျွန်တော်ကမှအားလုံးပဲ share တဲ့ကိုမတွေကတယောက်တစ်ချက်တူးရီနဲ့သက်ဆိုင်တဲ့နေရာလေးမှာဝိုင်းပြီးတော့ share ပေးပါเนาะမျှဝေပေးပါเนาะကျွန်တော်ကမှအားလုံးပဲဒါလေးလောက်ရတာကျွန်တော်ကမှတော့လုံးဝအပန်းမကြည့်ပါဘူးကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်ကမှတွေအတွက်เนาะပေါက်စေခြင်းနဲ့ရားစေခြင်းနဲ့စိတ်နဲ့လာရောက်တင်ပေးတဲ့ဗီဒီယိုပိုင်းလေးဖြစ်ပါတယ်เนาะအမြဲတမ်းလဲပုံမှန်လေးတင်ပေးသွားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကမှဘက်ကဒါလေးတော့ပြန်ပြီးလုပ်ပေးနိုင်မယ်ထင်တယ်เนาะဒါလေးလောက်ရတာကျွန်တော်ကမှတော့လုံးဝအပန်းမကြည့်ဘူးเนาะကျွန်တော်တကယ်အားပေးတယ်เนาะတကယ်ခင်တယ်ဆိုရင်တော့လိုက်လက်မလေးနှိပ်ပါ channel လေးကို subscribe လေးနှိပ်သွားပါเนาะတူတူနဲ့သက်ဆိုင်တဲ့နေရာလေးမှာ share လို့ရနေရာလေးမှာ share ပြီးကြည့်ပါမျှဝေလို့ရနေရာလေးမှာမျှဝေပြီးတော့ကြည့်ပါเนาะကဲအဲ့ဆိုကျွန်တော်ကမှအားလုံးကဒီညနေဈေးတော်ကိုဆက်ပြီးတော့သွားကြမယ်ကျွန်တော်30ရက်9လ2026ကြာသပတေးနေ့ညနေ4:30ဈေးလေးတော်ကိုဆက်ပြီးတော့သွားကြမယ်ကျွန်တော်ဒီညနေဈေးမှာဘယ်ဘက်သေးလေးဒီအလုံးအားကောင်းတဲ့ဘယ်ကနန်းလေးတွေကိုအဓိကထုတ်မယ်เนาะကျွန်တော်ကြိုက်ဆုံးပြီးလို့ရှိရင်တင်ထိုးရမယ့်တကွက်ကောင်းတွေကိုလည်းဒီလိုမှတစ်ခါတည်းပြပြသွားပြီးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကမှအားလုံးပဲဗီဒီယိုပိုင်းလေးကိုမရင်မကြော်ဘဲနဲ့အစားဆုံးလေးကြည့်သွားပေးမယ်เนาะရှင်းပြီးကြည့်လို့ကြော်ပြီးကြည့်လို့ကျွန်တော်ကမှအားလုံးပဲကျွန်တော်ကနန်းလေးခေါ်ပြတာပဲဖြစ်ဖြစ်เนาะကနန်းလေးတစ်ခွက်ပဲဖြစ်ဖြစ်မသိလိုက်တာမကြားလိုက်တာလို့ဆိုလို့ရှိရင်ကျွန်တော်ကမှအတွက်နင်းလာတယ်အဲဒါကြောင့်ဗီဒီယိုပိုင်းလေးကိုမင်းမကြော်ဘဲနဲ့အစားဆုံးလေးကြည့်သွားပေးမယ်เนาะကဲအဲဆိုကနန်းလေးဆောက်ကုန်မယ်တခြားလေးမှတ်မယ်တခြားလေးနားထောင်ကျွန်တော်ဒီညနေเนาะကြာတာပင်းနေ့ညနေ4:30စီမှာခွေပြီးစောမယ်4 ခွေလေးဒီ1962အခွေပါเนาะဒီညနေမှာခွေပြီးစောမှာတော့ကျွန်တော်ကမှအားလုံးပဲ1962အခွေပါဒါ4လုံးခွေစောကျင်တဲ့ကောင်မတွေအတွက်ခွေပြီးစောမယ်4လုံးခွေလေးဖြစ်ပါတယ်ကဲလာပြီးကျွန်တော်ကမှအားလုံးပဲလုံးဝကိုဒီညနေမှာအားကောင်းဆုံးပတ်တိကြိုက်တဲ့ကောင်မတွေပတ်တိပတ်ချင်တဲ့ကောင်မတွေတစ်လုံးမိုင်အောင်ပဲပမှန်နိုင်ပတ်ချင်ပါတယ်ဆိုတဲ့ကောင်မတွေအတွက်ကျွန်တော်ကြိုက်ဆုံးလုံးမိုင်နှလုံးเนาะလုံးဝပတ်ကိုပတ်တဲ့နဲ့အားကောင်းဆုံးဒီညနေမှာအားကောင်းဆုံးလုံးဝပတ်သည်နှလုံးသည်6ပတ်သည်2ပတ်သည်เนาะ6ပတ်သည်2ပတ်သည်ဒါဒီညနေမှာလုံးဝကိုအားကောင်းတယ်ကျွန်တော်အကြိုက်ဆုံးလုံးမိုင်ပတ်သည်နှလုံးဖြစ်ပါတယ်အကြိုက်တူတဲ့ကောင်မလေးလိုက်ပြီးတော့ဆော့မယ်เนาะကျွန်တော်ကဏ္ဍကိုပဲဆော့ပါလို့မပြောဘူးကျွန်တော်ကောင်မအားလုံးပဲကြိုက်မှလိုက်ပြီးတော့ဆော့မယ်เนาะကိုကြိုက်တဲ့ကဏ္ဍရှိရင်လည်းကိုယ့်ကိုလိုက်ပြီးတော့ဆော့မယ်เนาะ6ပတ်သည်2ပတ်သည်ဒီညနေမှာအားကောင်းဆုံးလုံးမိုင်ပတ်သည်လေးနှလုံးဖြစ်ပါတယ်6နဲ့ဆိုရင်6 8 9 1 90 96ပါ98 91 90 96เนาะနှစ်နဲ့ဆိုရင်တော့28 21 20 2ခွန်เนาะ28 21 20 2ခွန်ပါဒါဒီညနေမှာเนาะကျွန်တော်9နံပါတ်တိုင်းကျွန်တော်ရေးထုတ်ပေးတာကဏ္ဍလေး4ခွက်နှစ်နဲ့ဆိုရင်ကဏ္ဍလေး4ခွက်เนาะကဲလာပြီးကျွန်တော်ကမှအလုံးမှာတစ်ခွက်ကောင်းကြိုက်တဲ့ကောင်မအတွက်เนาะဗတ်သေးပေးရတာလည်းမကြိုက်ဘူးအခွက်တွေလိုက်ပြီးတော့အများကြီးဆော့ရတာလည်းမကြိုက်ဘူးတစ်ခွက်တည်းဟုတ်ပဲเนาะထီထီမီဘယ်နိုင်ထိုးကျင်ပါရဲ့ဆိုတဲ့ကောင်မတွေကျွန်တော်ဒီညနေသေးမှာ9-5သည်เนาะတင်ပြီးထိုးရမယ်တစ်ခွက်ကောင်း2-3သည်တင်ပြီးထိုးရမယ်တစ်ခွက်ကောင်းเนาะ9-5တစ်ခွက်ကောင်း2-3တစ်ခွက်ကောင်းဒါဒီညနေမှာလုံးဝကိုတင်ပြီးဆော့ရမယ်တစ်ခွက်ကောင်းလေးဖြစ်ပါတယ်ကျွန်တော်ကမှအားလုံးပဲကဲကမှအားလုံးပဲကျွန်တော်ကဏ္ဍလေးတွေကိုစားနေဆုံးနေတော့ခေါက်ပြန်လဲခေါက်ပြပေးမယ်ပြီးရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးဒီမှာပဲရနာမယ်ဗျာเนาะ
ကျွန်တော်30ရက်9လနော်2020နှစ်မှ6ကြာတာပလင်းညနေ4:30ဈေးလေးမှာခွေပြီးသွားမယ်လေးလုံးခွေလေးသည်1962အခွေပါလုံးဝပတ်တီးလေးနှလုံးလုံးဝပတ်ကိုပတ်တင်နဲ့လုံးဝပတ်တီးလေးနှလုံးသည်6ပတ်တီး2ပတ်တီးနော်6နဲ့ဆိုရင်9891 90နော်96နှစ်နဲ့ဆိုရင်2821 20နော်2ခွန်တင်ပြီးထိုးရမယ်တကွက်ကောင်းသည်95တကွက်ကောင်း23တကွက်ကောင်းပါဒါတင်ပြီးထိုးရမယ်တကွက်ကောင်းလေးဖြစ်ပါတယ်ကျွန်တော်ကမှအားလုံးပဲနော်ကဲကမှအားလုံးပဲကျွန်တော်ခဏလေးလည်းပြောရလဲစုံသွားပြီဆိုတော့ကျွန်တော်ဗီဒီယိုပိုင်းလေးဒီမှာပဲရန်အောင်ပြပါကျွန်တော်ဒီညနေစီမှာကျွန်တော်ကောင်းနဲ့ကန်ဆက်ပြီးတော့ပေါစီပေါက်ကလေးမိကြပါစေငွေထုံနိုင်ကြပါစေဗျနော်အားလုံးပဲကိုလည်းပါနော်ဒီညနေမှာငွေထုံနိုင်ကြပါစေကံကောင်းကြပါစေကဲကမှအားလုံးပဲစိတ်ချမ်းသာခြင်းပေါင်းကိုယ်ကျမ်းမာခြင်းပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လွန်ဆန္ဒတွေတလုံးတို့ပါရရှိနိုင်ကြပြီးတော့ရွှေငွေကြောက်တဲ့မင်းများကြီးလည်းဒီတမကားဒီလိုတိုးပွားရရှိနိုင်ကြပါစေเนาะထိုးသမျှကဏ္ဍလေးဒီလည်းပေါတီပေါက်ကလေးဖြစ်ကြပါစေလို့ကျွန်တော်ကောင်းအောင်နေပြီးတော့စုံမကောင်းလေးတောင်းပေးနေကျွန်တော်ဗီဒီယိုပိုင်းလေးဒီမှာပဲရန်အောင်ပြပါကဲအားလုံးပဲကြလို့ပါဒီညနေမှာကံကောင်းကြပါစေဗျာเนาะ